င်္ဂလာပါရှင်ကားရမြန်မာမှာကြိုဆိုပါတယ်ဒီကနေ့ဗုဒ္ဓဟူးနေ့မနက်ခင်းသတင်းများကိုကျမတန်တာဆိုးခိုင်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တကုံမျိုးသည်မြို့နယ်လေးခုတွင်အုပ်စုဖွဲ့ကဂရမ်မြေပါမစ်အတူပြုလုပ်ပြီးရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုနှင့်အိမ်ချမ်းမြေပွဲစားတချို့ပူးပေါင်းကအိမ်ချမ်းမြေလိမ်လည်ရောင်းချမှုများဖြစ်ပွားလျက်ရှိတယ်ဆိုတဲ့သတင်းရခိုင်ပြည်စစ်တွေမြို့တဲချောင်းကြီးရွာမှာမွတ်စလင်300ဦးနီးပါးကိုစစ်ကောင်စီမှအခြေခံစစ်ပညာသင်တန်းပေးနေတဲ့ဆိုတဲ့သတင်းပါဝင်အခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းတကုံမြို့သစ်မြို့နယ်လေးခုတွင်အုပ်စုဖွဲ့ကဂရမ်မြေပါမစ်အတူပြုလုပ်ပြီးရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုနှင့်အိမ်ချမ်းမြေပွဲစားတချို့ပူးပေါင်းကအိမ်ချမ်းမြေလိမ်လည်ရောင်းချမှုများဖြစ်ပွားလျက်ရှိကြောင်းငွေလိမ်ခံရသူများနှင့်အမှုလိုက်ရှိနေများထံမှသတင်းရရှိပါရရှင်တကုံမြို့သစ်စိတ်ကမ်းမြို့နယ်တကုံမြို့သစ်တောင်ပိုင်းမြို့နယ်တကုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့်တကုံမြို့သစ်ရှေ့ပိုင်းမြို့နယ်တို့တွင်အုပ်စုဖွဲ့ကဂရမ်မြေပါမစ်တူများပြုလုပ်ပြီးအိမ်ချမ်းမြေများလိမ်လည်ရောင်းချကငွေကြေးများလိမ်လည်နေကြောင်းထို့သို့လိမ်လည်ခံရမှုကိုရဲစခန်းသို့တွားရောက်တိုင်တန်းပါကပါမစ်အတူပြုလုပ်သူဖွဲ့မှရင်းငွေနှင့်ငါးဆညီများတဲ့စာရွက်စာတမ်းထပ်မံအတူပြုလုပ်ကရဲစခန်းတွင်ပြန်လည်မှုဖွင့်ခိုင်းပြီးဖမ်းခိုင်းနေကြောင်းသိရှိရပါတယ်စာရွက်စာတမ်းအတူထီလို့ငွေလိမ်ခံရတဲ့သူတွေကရဲစခန်းမှာအမှုသွားဖွင့်ရင်ငွေလိမ်တဲ့အုပ်စုကအမှုလာဖွင့်တဲ့သူကိုအဲ့ဒီငွေရဲ့ငါးစားနဲ့အညီလက်ရေးလက်မှတ်အတူတွေထပ်လုပ်ပြီးအမှုပြန်ဖွင့်ပြီးရဲကိုပြန်ဖမ်းခိုင်းတယ်ရဲကလည်းခမ ्या အမှုကိုခမ ्या ပြန်ရုပ်သိမ်းမလားအမှုပြန်ဖွင့်တာကိုခံမလားဆိုပြီးချိန်ချောက်တယ်လို့တကုံမြို့သစ်မြောက်ပိုင်းမြို့နယ်မြို့မရဲစခန်းမှာအမှုဖွင့်ခဲ့တဲ့လိမ်လည်ခံရသူတဦးကပြောပါတယ်ထို့သောပါမစ်မြေစာရွက်စာတမ်းအတူပြုလုပ်ကလိမ်လည်တဲ့အဖွဲ့များထံမှမြို့နယ်ရဲတပ်ဖွဲ့မှုနှင့်ရဲစခန်းမှုများကိုယ်တိုင်လဆင်ကြေးအဖြစ်ငွေရယူထားပြီးစာရွက်စာတမ်းအတူများဖြင့်ရဲစခန်းသို့အမှုလာဖွင့်သူရှိပါကအမှုဖွင့်ရန်အတွက်အချိန်ဆွဲခြင်းစာရွက်စာတမ်းကြေးလို့ဆိုကငွေကျပ်10သိန်းမှ30အထိတောင်းခံမှုများပြုလုပ်နေကြောင်းသိရှိရပါတယ်ဒါအပြင်အလိမ်ခံရသူများအနေနဲ့ရဲစခန်းမှာသွားရောက်မှုဖွင့်ရာတွင်ရဲစခန်းမှာတောင်းခံတဲ့ငွေကြေးအရန်များပြားနေသဖြင့်အမှုမဖွင့်ပဲဆုံးရှုံးခံရသူများလည်းရှိကြောင်းရဲစခန်းများအနေဖြင့်ငွေကြေးမပေးလင်အကြောင်းမျိုးမျိုးပြကချိန်ဆွဲခြင်းငွေကြေးလိမ်လည်သူများထံသတင်းပေးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်အမှုလာဖွင့်သူများကိုလည်းစာရွက်အလွတ်ပေါ်တွင်လက်ရေးလက်မှတ်များထိုးခိုင်းကစာရွက်စာတမ်းအတူပြုလုပ်သူများနှင့်ပူးပေါင်းပြီးထပ်မံအတူပြုလုပ်ကအမှုဖွင့်ခြင်းငွေကြေးပြန်လည်တောင်းခံခြင်းများလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်အဆိုပါတကုံမြို့သစ်မြို့နယ်လေးခုတွင်မြေစင်းနှုံးများမှာတဟုန်တိုးမြင့်တက်နေပြီးပေ20ပေ60မြေကွက်အလွတ်ပင်3300အထိဈေးပေါက်လာတာကြောင့်မြေဝယ်လိုသူများများပြားလာချိန်တွင်လိမ်လည်ရောင်းချမှုများနှင့်ဂရမ်မြေပါမစ်မြေအတူပြုလုပ်သူများအလွန်များပြားလာတာဖြစ်ကြောင်းဒေသတွင်သတင်းမြင့်များထံမှသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်စစ်တွေမြို့တဲချောင်းကြီးရွာမှာမွတ်စလင်300ဦးနီးပါးကိုစစ်ကောင်စီမှအခြေခံစစ်ပညာသင်တန်းပေးနေကြောင်းမျက်မြင်စစ်တွေမြို့ကန်များထံမှသတင်းရရှိပါရရှင်အဆိုပါစစ်တင်တန်းပေးနေခြင်းမှာရက်မီများကြာနေပြီကိုမသိရသေးတော့လဲတဲချောင်းရွာထဲမှာမွတ်စလင်300ဦးကိုစစ်တင်တန်းတက်ရောက်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကခေါ်ယူသွားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကမြင်တွေ့ခဲ့ရတာဖြစ်တယ်လို့မျက်မြင်စစ်တွေမြို့ကန်တဦးထံမှသိရှိရပါတယ်တဲချောင်းကအလူပွဲတစ်ခုသွားတာမှတွေ့ခဲ့ရတာပါမနက်6နာရီလောက်ဆိုရွာထဲမှာမွတ်စလင်လူငယ်ပိုင်းတွေလူဆိုကြပြီး9နာရီဆိုတာနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့ခေါ်သွားတာရှိတယ်။ခြေလင်လျှောက်ခေါ်သွားတာရှိတယ်။ည6နာရီကျော်ဆိုရင်ပြန်လာပို့ပေးတယ်။တီးခဲ့ရတာကအဲ့လိုနေစဉ်ခေါ်သွားတယ်လို့ပြောတယ်။စစ်တင်တန်းပေးတယ်။ခိုင်းဆရာရှိတာခိုင်းပြီးရင်ရွာပြန်ပို့ပေးတယ်လို့တီးခဲ့ရတယ်လို့၎င်းကပြောပါတယ်။အဆိုပါမွတ်စလင်300ဦးနီးပါးမှာတဲချောင်းရွာတစ်ခုတည်းကမဟုတ်ပဲတဲချောင်းရွာအနီးနားရှိပုမေရွာဓားပိုင်ရွာစတဲ့ကျေးရွာမှလူငယ်များလည်းပါဝင်ကြောင်းသိရပြီးရင်းရွာများမှာမွတ်စလင်ကျေးရွာများဖြစ်ကြတယ်လို့လည်းသိရှိရပါတယ်။တဲချောင်းတစ်ခုတည်းကမဟုတ်ဘူးလို့ပြောတယ်။ဓားပိုင်နဲ့ပုမေကလည်းပါတယ်ပြောတယ်။တဲချောင်းမှာလူစုကြပြီးစစ်ကောင်စီကခေါ်သွားတာမန်စီနဲ့အောင်တိုင်ရွာဘက်ကိုသူခေါ်သွားကြတယ်။
မန်စီဘက်မှာစစ်တပ်ရှိပါတယ်အဲ့ဒီမှာလေ့ကျင့်ရေးကွင်းလှုပ်ထားတယ်စစ်တင်တန်းပေးတာဘန်ကာတွေတူးတာခိုင်းဆရာရှိတာအကုန်ခိုင်းပြီးရင်ညနေပြန်ပို့ပေးတယ်လို့နောက်ထပ်စစ်တွေမျိုးကန်တအူးကပြောပါတယ်စစ်ကောင်စီဘက်မှစစ်တွေမျိုးရှိမွတ်စလင်များအားအတင်းအဓမ္မခေါ်ယူစစ်သားစုဆောင်ကစစ်တင်တန်းများပေးရနေသလိုတချို့မွတ်စလင်များကိုလည်းနေစားခါနှင့်9ရန်ကအလုတ်လုတ်ခိုင်းစေကြောင်းစစ်တွေမျိုးကန်များထံမှသိရှိရပါတယ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုရန်တင်တန်းသို့ခေါ်ယူခံနေရသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ရိုင်းနှက်ခိုင်းစေမှုများဖြင့်တပ်စခန်းဆောက်လုပ်ခြင်းဘန်ကာများတူခြင်းမြောင်းများတူခြင်းနှင့်အောက်ခြေကအလုတ်များအားလောက်ကင်နေရကြောင်းသိရှိရပါတယ်စစ်တွေမျိုးအနီးတွင်စစ်ကောင်စီတပ်ရင်တပ်စခန်းများနှင့်အာရခတပ်တော် AA တို့ကြားဒရုန်းပစ်ခတ်မှုစနိုက်ပါပစ်ခတ်မှုအပါအဝင်လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများရှိနေပြီးယခုရက်ပိုင်းတွင်ပုံမပြင်းထန်နေကြောင်းသိရှိရပါတယ်နှစ်ဖက်စလုံးလက်နက်ကြီးများအပါအဝင်ဒရုန်းများဖြင့်ပစ်ခတ်မှုများရှိနေသလိုရင်းပစ်ခတ်မှုကြောင့်အရက်သားများနေထိုင်ရာကျေးရွာများကြားရောက်ပောက်ကွဲမှုကြောင့်ထိခိုက်ဒေဆုံးမှုများလည်းရှိနေတယ်လို့သိရှိရပါတယ်။ဒါအပြင်စစ်တွေမျိုးအနီးတိုက်ပွဲမှာအချိန်မရွေးပြင်းထန်တဲ့အခြေအနေသို့ရောက်ရှိနိုင်တဲ့စစ်ရေးတင်းမာမှုဖြစ်တာကြောင့်စစ်တွေမျိုးရဲ့ရှိပြည်သူများမှာအခြားပေးကင်းရာနေရာသို့တွားရောက်လိုတော့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်များကထွက်ခွင့်မပေးဘဲပိတ်ဆို့တားမြစ်ထားကြောင်းဒေသခံများထံမှတင်ရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်မှာအော်တိုဘာလ28ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကအာဏာသိမ်းစစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ4ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်19တရင်ထံမှတင်ရရှိပါရရှင်စိတ်ဖြူမျိုးနဲ့ကွေးပင်ချောင်းကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကြားရှိစစ်ဆေးရေးဂိတ်မှာအထိုင်ကျတပ်ဆွဲနေတဲ့အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းတချို့လည်းတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်တပ်တပ်ဖွဲ့ဝင်တွေထံမှတနက်တလက်နဲ့ကြီးတွေတင်စီရမိခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဘက်မှရဲနသားခေါ်လန်မှာစစ်ကြောင်းမူရဲဘော်စိတ်ဖြူခရဲဘော်ဟိမင်းသူမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရှိရပါတယ်။ရင်းတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်တရင်19နဲ့ရဲနသားခေါ်လန်မကွေးတိုင်းပခဖရွေလျာစစ်ကြောင်းတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။စိတ်ဖြူမျိုးနယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်ကပြည်သူတွေကိုပြစ်မှတ်ထားကဒေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ကလည်းစိတ်ဖြူမျိုးနယ်ဘောလုံးကွင်းမှထွက်လာတဲ့ကပ္ပစ21ကပ္ပစ22လကတ2036လာစခ9ခလာရ73တမခ88တို့မှစစ်ကား15စီးနဲ့စစ်တပ်အင်အား200ပါစစ်ကြောင်းကိုဂွေးပင်ချောင်းကြီးရွာအနီးမှာတော်လှန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တင်ရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာပြုလုပ်ဖို့ရှိတဲ့တစောင်းနိုင်မီးပုံးပြန်ပွဲအတွက်ရန်စမ်းသတ်မှုတွေပြုလုပ်နေချိန်မှာရုတ်တရက်ပောက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ဒေသခံများထံမှတင်ရရှိပါရရှင်။အောက်တိုဘာလ28ရက်နေ့မနက်ပိုင်းကတောင်ကြီးမြို့နယ်ဖာမွန်းကျေးရွာကနေအိမ်တစ်လုံးမှာမီးပုံးပြန်မှာအသုံးပြုမဲ့ရန်တွေစမ်းသပ်နေတဲ့အချိန်ပောက်ကွဲခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ပောက်ကွဲတော့အဲ့ဒီအိမ်သားမှာရှိတဲ့ကိုရဆိုင်မျိုးသမီးကိုမှန်ပြီးမိလောင်ကုန်တာပေါ့ဆေးရုံတောင်မပို့လိုက်ရဘူးနေရာတင်ဆုံးတာကျန်တဲ့တန်ရာရသူတွေတော့ဆက်ဆန်ထွန်းဆေးရုံကိုပို့လိုက်ပြီလို့တောင်ကြီးမြို့ခံပရာဟိတအသင်းသားတဦးကပြောပါတယ်ရမ်းမတော်ဆမှုကြောင့်နေအိမ်တစ်လုံးမိလောင်ခဲ့ပြီးအမျိုးသား2ဦးလည်းမိလောင်တန်ရာရရှိခဲ့တယ်လို့ဒေသခံများထံမှသိရှိရပါတယ်တောင်ကြီးတစောင်းတိုင်းမီးပုံးပြန်ပွဲမှာအခုလိုရမ်းမတော်တဆပောက်ကွဲမှုတွေကြောင့်လူသေဆုံးမှုနဲ့မိလောင်မှုတွေဟာနှစ်စဉ်နီးပါးရှိခဲ့ပြီးအနည်းဆက်ဆုံးအနေနဲ့ပြီးခဲ့တဲ့နှစ်ကလည်းအခုလိုရမ်းမတော်မဆမှုကြောင့်လူ3ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံများထံမှသိရှိရပါတယ်။ဒါအပြင်အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့အထိကျင်းပမယ်။တစောင်းတိုင်းမီးပုံးပြန်ပွဲကိုအရင်နှစ်တွေကထက်ပိုပြီးစီကားအောင်စစ်ကောင်စီဘက်ကစီစဉ်နေပြီးညမီးကြီးမီးပုံးပြန်43လုံးစိန်နှပန်း38လုံးအပါအဝင်
မိဘုံပြန်စုစုပေါင်း438လုံးဝင်ရောက်ရှင်ပြိုင်ဖို့စည်ရင်းပေးထားတယ်လို့ပွဲတော်ကျင်းပရေးကော်မတီရဲ့ထုတ်ပြန်ချက်များအရတင်ရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လန်ရေးပူပေါင်းတပ်တွေတင်ပိုက်ထိန်ချုပ်ထားတဲ့စကိုင်းတိုင်းဗန်းမောက်မြို့ကမြို့မရဲစခန်းနဲ့တစ်တော်ဦးစီးဌာနရုံးတွေမှာလက်နက်ကြီးပုံတီကြားရောက်ပောက်ကွဲပြီးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသအခြေစိုက်တော်လန်ရေးတပ်ဖွဲ့ဝင်များထံမှသတင်းရရှိပါရရှင်အော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာရှမ်းနီမျိုးသားတပ် SNA တွေတက်ဆွဲထားတဲ့နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကြောင်းနာတာလာနဲ့နာယကရွာဖျားကုန်းတွေကနေပြစ်ခတ်တဲ့120မမလက်နက်ကြီးပုံသီးတွေဟာရဲစခန်းနဲ့တစ်တော်ရုံအတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးနောက်မိလောင်ခဲ့တာလို့သိရှိရပါတယ်။လက်နက်ကြီးကြပြီးဘယ်နေရာကစလို့လောင်တာလဲဆိုတော့မသိဘူး PDF တွေအဲ့နေရာကိုရောက်တော့မိလောင်နေပြီးအစာအုပ်တွေကတစ်သားတွေနဲ့မို့မိလောင်တာလို့ဗန်းမောက်မြို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်SNA ပူပေါင်းတပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဗန်းမောက်မြို့ရင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးလက်ရှိမှာနှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့သိရှိရပါတယ်။ဗန်းမောက်မြို့ရဲစခန်းနဲ့တစ်တော်ရုံးမှာတော်လန်ရေးပူပေါင်းတပ်တွေဘက်ကတပ်ဆွဲနေထိုင်တာမရှိတာကြောင့်လူထိခိုက်မှုမရှိခဲ့ပဲမိလောင်တာကြောင့်အစာအုပ်တွေအားလုံးပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ဗန်းမောက်မြို့နယ်တမိုင်ခွဲခန့်ကွာစစ်ကော်မရှင်နဲ့ SNA ပူပေါင်းတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့နာယကရွာအစွန်ကိုဈေးဆိုင်တန်းနဲ့လူနေအိမ်20ကျော်အော်တိုဘာလ28ရက်နေ့လယ်3နာရီကျော်မှာမိရှို့ခံခဲ့ရတယ်လို့လည်းသိရှိရပါတယ်။မိရှို့ခံခဲ့ရတဲ့နေရာကဗန်းမောက်နောက်ချမ်းကိုထွက်တဲ့ဘက်ဗန်းမောက်နဲ့နာယကရွာကြားကဈေးဆိုင်တန်းတွေနဲ့လူနေအိမ်တွေပေါ့ဒီတိုင်းရှို့တာ SNA နဲ့စကားမအင်အား900ကျော်စစ်ကြောင်းကအဲ့ရွာမှာပဲနေတာလို့အဆိုပါတော်လန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။ဗန်းမောက်မြို့မှာရဲစခန်းတစ်တော်ရုံနဲ့နာယကရွာအစွန်ကိုဈေးဆိုင်တန်းနဲ့လူနေအိမ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကမိရှို့ခဲ့တာလို့ရှမ်းနီမျိုးသားတပ် SNA နဲ့နီးစပ်တဲ့ Facebook လူမှုကွန်ရက်တွေကနေရေးသားဖော်ပြနေကြတယ်လို့လည်းသိရှိရပါတယ်။ KIA နဲ့ PDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့နောက်ချမ်းရှိနာယကစက်တော်အလေရွာတခွတ်တာခိုနန်နာတာလာကျောင်းစားတဲ့နေရာတွေကို SNA ပူပေါင်းတပ်တွေကအော်တိုဘာဒုတိယအပတ်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာစစ်ကော်မရှင်တပ်နဲ့ SNA တွေကဗန်းမောက်မြို့နယ်တမိုင်ခွဲခန့်သာဝေးတဲ့နာယကကျေးရွာဖျားကုန်းနဲ့ဗန်းမောက်မြို့နယ်2မိုင်ကျော်သာဝေးတဲ့နာတာကကျောင်းမှာလည်းပြန်လည်တက်ဆွဲထားပြီးဗန်းမောက်မြို့ကိုထိုးစစ်ဆင်နေတာပါဗန်းမောက်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကစက်တင်ဘာလနောက်ဆုံးပတ်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စက်တင်ဘာလကုန်ပိုင်းမှာစတင်က SNA နဲ့စစ်ကော်မရှင်တပ်တွေကအင်အား900နဲ့ပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်တိုက်ခိုက်လာရာဗန်းမောက်နဲ့တမိုင်ခွဲခန့်အကွာကကျေးရွာတွေအထိပြန်ပေးထားရတာဖြစ်ကြောင်းဒေသတွင်စစ်ရေးသတင်းမြစ်များထံမှသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တစ်ဖက်စီရေးပြိပခတွေကြောင့်တနင်္သာရီတိုင်းမြိတ်ခရိုင်မြိတ်တနင်္သာရီပုတ်ပြင်းမြို့နယ်ပြည်ထောင်စုကားလမ်းမကြီးအားအသုံးပြုပြီးခရီးသွားလာမှုကိုပိတ်ပင်လိုက်တယ်လို့တနင်္သာရီတိုင်းစစ်ဌာနအမှတ်35နီးပြူဟာအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်တနင်္သာရီမြို့နယ်အတွင်းမှာလက်တလောဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရအရက်သားပြည်သူတွေရဲ့အသက်အန္တရာယ်ရှိနိုင်တဲ့အတွက်ခရီးသွားလာဖို့မသင့်တော်တာကြောင့်အော်တိုဘာလ28ရက်နေ့ကနေစပြီးခရီးသွားလာမှုမပြုကြဖို့တတိပေးတားမြစ်လိုက်တာလို့လည်းသိရှိရပါတယ်။လက်ရှိမှာတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိနီးပြူဟာ35နယ်မြေဖြစ်တဲ့တနင်္သာရီမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်နဲ့တော်လန်ရေးအဖွဲ့တွေကြားမြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလိုကံယူရန်တိုင်းစစ်ဌာနချုပ်နဲ့အမှတ်73စစ်စင်ရေးကွပ်ကဲမှုဌာနချုပ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါလက်နက်ကြီးနဲ့ပြစ်မှတ်တိုက်ခိုက်နေတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကော်မရှင်တပ်ဟာဒေသရင်းကားလမ်းမကြီးတွေမှာတဆင့်စစ်ကူနဲ့ထောက်ပံ့ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အပြင်အဲ့ဒီလမ်းပိုင်းမှာစစ်စေးဂိတ်တွေအခြေကျတိဆောက်ကခရီးသွားပြည်သူတွေကိုတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြပြီးကုန်စည်များကိုစစ်ဆေးခြင်းနဲ့လူငယ်တွေကိုအရိယဓမ္မဖမ်းဆီးပြီး
တပ်သားစုဆောင်ခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။အဆိုပါအကြောင်းအရာများကြောင့်မြိတ်ပုတ်ပြင်းတနင်္သာရီမြို့နယ်အတွင်းရှိအမတ်ရှိပြည်ထောင်စုလမ်းမကြီးကိုအသုံးပြုပြီးခရီးသွားလာခြင်းမပြုကြဖို့တနင်္သာရီတိုင်းစစ်ဌာနအမှတ်35နီးပြူဟာအဖွဲ့ကသတိပေးထုတ်ပြန်ထားတာဖြစ်တယ်လို့သတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီမြို့နယ်၄မိုင်ရွာကိုစစ်အာဏာရှင်တပ်က Jet Fighter လေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စစ်တပ်နဲ့ပါပစ်ခတ်ခဲ့လို့ဒေသခံတအူးသေဆုံးသွားကြောင်းဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့တချို့ထံမှသတင်းရရှိပါရရှင်။အောက်တိုဘာလ28ရက်နေ့နေ့လယ်12နာရီဝန်းကျင်တွင်စစ်အာဏာရှင်တပ်က၄မိုင်ရွာကိုခြေလင်းစစ်ကြောင်းထိုးဝင်လာရာကတော်လှန်ရေးတပ်များနှင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးထံမှသိရှိရပါတယ်။ထို့သောတိုက်ပွဲပြင်းထန်နေချိန်စစ်အာဏာရှင်တပ်ကအနီးဝန်းကျင်ကို Jet Fighter လေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သလိုစစ်တပ်နဲ့ဖြစ်ပါပစ်ခဲ့ရာပုံစထိမှန်ပြီးဒေသခံတအူးသေဆုံးသွားကြောင်းသိရှိရပါတယ်။ကရင်လူမျိုးတယောက်သေသွားတယ်။အနီးကပ်ဖြစ်နေလို့အလောင်းသွားကောက်လို့မရဘူးလို့အဆိုပါတပ်ဖွဲ့ကပြောပါတယ်။ပုံစထိမှန်သေဆုံးသွားတဲ့မျိုးသားမှာအသက်30နှစ်အရွယ်ရှိပြီးလူကျိုးလေးမိုင်ရွာသားဖြစ်ကြောင်းဒေသခံတအူးထံမှသိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်ဖက်မှထိခိုက်မှုများလာသဖြင့်လေကြောင်းပစ်ကူခေါ်ယူခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းပါဝင်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးထံမှသိရှိရပါတယ်။တိုက်ပွဲကအနီးကပ်ဖြစ်ကြတယ်မြင်နေရတယ်။လမ်းမပေါ်3-4ယောက်လဲနေတာတွေ့ရတယ်။ဒီကောင်တွေတေကြတယ်လို့၎င်းကဆိုပါတယ်။တော်လှန်ရေးတပ်ဘက်ကလည်းတပ်ဖွဲ့ဝင်3ဦးတန်ရာနှဲငယ်ရကြောင်းသိရှိရပြီးအော်တိုဘာလ28ရက်နေ့ညတွင်လည်းဇဝဲအခြေဆိုင်အမှတ်956ခြေမြန်တပ်ရင်းမှာတပ်သားတချို့ကဇဝဲဖုန်ကြီးကျောင်းတွင်တန်ခါများလာရောက်ပင့်ဆောင်သွားကြောင်းဇဝဲဒေသခံများထံမှသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်မှာစစ်ကော်မရှင်တပ်သား2ယောက်ကိုတိုက်ခိုက်ရာ2ယောက်လုံးသေဆုံးသွားကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မြင်းချံခရိုင်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်များအရသတင်းရရှိပါရရှင်။အောက်တိုဘာလ28ရက်နေ့ညနေပိုင်းမှာတောင်သာမြို့နယ်စစ်တပ်အထိုင်စခန်းကနေစိုက်ကယ်နဲ့ထွက်လာတဲ့စစ်သား2ယောက်ကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတွေ့ရှိတဲ့အတွက်ပြစ်ခတ်လိုက်တာကြောင့်2ယောက်လုံးသေဆုံးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ပြစ်ခတ်နေတဲ့နေရာကြတော့လုံခြုံရေးအခြေအနေကြောင့်ပြောပြလို့မရသေးဘူး။သူတို့ထွက်လာတဲ့ချိန်မှာရုတ်တရက်တွေ့ပြီးပြစ်လိုက်တာပေါ့နော်။2ယောက်လုံးပွဲချင်းမြည်သေးသွားတယ်လို့ PLA မြင်းချံခရိုင်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိတာကြောင့်တော်လှန်ရေးရဲဘော်တွေအထီးကိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သလိုအကြမ်းဖက်စစ်တပ်ကနေစစ်ကူရောက်လာတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ဒါအပြင်G3 တနက်တလက်နဲ့ကြီးတချို့ကိုတော်လှန်ရေးရဲဘော်တွေသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။တယောက်ကတနက်လွတ်ဆင်သွားပြီးမြောင်းထဲကျသွားတော့ရှာဖို့အခက်ခဲရှိလို့မရှာခဲ့တော့ဘူးပေါ့နော်။တနက်တလက်ပဲရလာခဲ့တယ်။အပြန်အလှန်ပစ်ခတ်မှုတွေတော့မဖြစ်ခဲ့ဘူး။အမြန်ဆုံးပစ်ခတ်ပြီးလို့လက်နက်တွေသိမ်းဆည်းပြီးပြန်ဆုတ်ခွာလာတဲ့အတွက်ကြောင့်အပြန်အလှန်ပစ်ခတ်တာမျိုးတော့မရှိဘူးလို့အဆိုပါတာဝန်ရှိသူကပြောပါတယ်။ဒါအပြင်စက်တင်ဘာလ10ရက်နေ့တုန်းကလည်းကမ်ဘလူမျိုးနယ်တနေရာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို PLA မြင်းချံခရိုင်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကော်မရှင်တပ်သား9ယောက်သေဆုံးခဲ့သေးတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မြင်းချံခရိုင်တပ်ဖွဲ့ထံမှသတင်းရရှိပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကလေးမြို့နယ်ကလေးခန့်ကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကထောက်ကျက်ရွာကိုဝင်ရောက်စီးနင်းပြီးစစ်ဘေးရှောင်ပြည်သူ40ခန့်ကိုဖမ်းဆီးထားကနေအိမ်များကိုလည်းမိရှို့နေကြောင်းဒေသခံပြည်သူများထံမှသတင်းရရှိပါရရှင်။အော်တိုဘာလ28ရက်နေ့မှာစတင်ပြီးထူမာရွာ GTC တွင်တက်ဆွဲထားတဲ့စစ်တပ်ကတာယာကုန်းရွာနှင့်ကျွန်းချောင်းရွာသို့စစ်ကြောင်းထိုးဝင်ရောက်စီးနင်းကကျွန်းချောင်းရွာကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်အောက်တိုဘာလ28ရက်နေ့တွင်လည်းအဆိုပါစစ်ကြောင်းကထောက်ကျက်ရွာကိုထပ်မံဝင်ရောက်စီးနင်းခဲ့ပြီးကျေးရွာအတွင်းပိတ်မိနေတဲ့စစ်ဘေးရှောင်ပြည်သူ40ကိုဖမ်းဆီးထားကကျေးရွာအတွင်းရှိနေအိမ်များကိုထပ်မံမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။
အခုကျွန်တော်တို့သိရတာတော့ထောက်ကျက်ရွာထဲမှာပိတ်မိနေတဲ့စစ်ရှောင်ပြည်သူ40လောက်ကိုစစ်ခွေးတွေကဖမ်းဆီးထားတယ်။ရွာထဲကနေအိမ်တွေကိုလည်းစစ်ခွေးတွေကမိရှို့နေပါတယ်လို့ဒေသခံပြည်သူတအူးကပြောပါတယ်။အဆိုပါကျန်းပတ်စစ်တပ်စစ်ကြောင်းကြောင့်ကလေးကံကောလမ်းပိုင်းရှိထောက်ကျက်ရွာ၊ကြာရင်ရွာ၊စီတာရွာ၊နှမြောင်းရွာ၊နှချောင်းရွာ၊ကျန်တာရွာအောင်သာယာရွာနှင့်မှန်တော်ရွာအပါအဝင်အနီးအနားရှိကျေးရွာများမှာတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရွာထပ်ပြေးတိမ်းရှောင်နေကြရကြောင်းသိရှိရပါတယ်။ရင်းစစ်ကြောင်းဟာအော်တိုဘာလပိုင်းမှစတင်ပြီးကလေးမြို့နယ်အတွင်းရှိကလေးတမူလမ်းပိုင်းနှင့်ကလေးကံကောလမ်းပိုင်းကိုအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူအများအပြားအရေးပေါ်နေရစွန်ကွာဖက်ပြေးတိမ်းရှောင်နေရကစားနပ်ရိက္ခာများလည်းလိုအပ်လျက်ရှိကြောင်းတင်ရရှိပါရရှင်ဒီကနေ့မနက်ခင်းသတင်းများကိုကျမတန်တာစိုးခိုင်မှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်